တင်ငန်းလေးဝတ်ထားယုံနဲ့မင်းရဲ့စိတ်တွေကပျောက်သွားမယ်ထင်လားဟဲ့ကောင်အေးကုန်းလဲထားတဲ့ကောင်မင်းကအတူကောင်ပဲကွာဟ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 ာဝါဝင်းနေတဲ့တင်ငန်းတော်ကိုယုံထားပေမဲ့သူ့ရဲ့မျက်နှာထားကတော့လုံးဝကိုမကြည်လင်ပါဘူး။ကျောင်းဝင်းထဲမှာတပြက်စီလှည့်နေတဲ့ဦးမစင်းရဲ့ပုံစံကအသက်မပတ်သလိုညှင်းဝင်နေတဲ့ပုံစံပါပဲ။တင်ငန်းအောက်ကစိတ်ထားကတော့ပူလောင်နေတော့ပါပဲ။ဟုတ်ပါတယ်သူကဒီကိုရောက်လာတာဒါတရားကြောင့်မဟုတ်ပါဘူး။အရင်တုန်းကသူ့ဘဝဟာရန်ဖြစ်လိုက်ခိုးဆိုးလူရက်လိုက်နဲ့ရက်ွက်ထဲမှာလူတိုင်းကလက်ဖျားခါရတဲ့လူမိုက်တယောက်ဖြစ်ပါတယ်။သူ့ရဲ့မိခင်ကသူ့သားရဲ့ဖြစ်ကိုကြည်ပြီးမျောလင့်ချက်မဲ့ကနောက်ဆုံးမှာတော့တရားရိပ်အေးမှာစိတ်သက်တွေပြောင်းလဲသွားမလားဆိုတဲ့မျောလင့်ချက်နဲ့အတင်းအကျပ်ရဟန်းဝတ်ခိုင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဘုန်းကြီးเจ้าရဲ့စီကံတွေကသူ့ကိုပို့ပြီးမုန်းချက်စေသလိုပါပဲ။ဟာကွာဘယ်တော့မှပြီးမှလဲ။ဥပစင်တေလာအင်ဒရီဆယ်ပါဥပစင်တေစာဘာလို့ပါညာလို့ပါနဲ့ငါဘွားကဒီเจ้าထဲမှာတိတ်ပြီးပြင်းစရာကောင်းတာပဲ။စိတ်ရှုပ်စရာကောင်းလိုက်တာကွာ။သူ့ရဲ့အပြုတ်မှုအနေတိုင်းဟာကျောင်းနိုင်ဆရာတော်ကြီးဖြစ်တဲ့ဆရာတော်ဥကေတုရဲ့မျက်စိအောက်ကနေမလွတ်ပါဘူးဆက်ရတော့တပည့်တော်ဟိုပြည့်စိတ်တွေကိုလာကြည့်တာပါဖေရကျောင်းပေါ်ကိုတက်နေလို့လေဒီကောင်တွေကအမွှေးတိုင်းအနှံ့မခံနိုင်လို့ထွက်ပြေးကြတာနေမှာဆရာတော်ကတော့ဥပစင်းတေစာကိုဘယ်တော့မှစူပူချိန်ပေါက်တာမျိုးမလုပ်ပါဘူးအချိန်တိုင်းရင်သဘောပေါက်လာမှာပါဆိုပြီးစောင့်နေခဲ့တာပါမီးလောင်နေတဲ့စိတ်ကိုရေအေးနေမှငိမ့်လို့ရမယ်ဆိုတာကိုဆရာတော်ကြီးကကောင်းကောင်းကြီးသိထားတဲ့ပုံပါပဲကြည့်ရတာဥပစင်းအတွက်ကျောင်းမနေရတာတိတ်ပြီးပြင်းစရာကောင်းနေမဲ့ပုံပဲနော်ဥပစင်းတေစာကတော့နည်းနည်းပါဖေရတပြက်စီလှဲလိုက်မျက်နှုတ်လိုက်ဖျားစာရောလိုက်နဲ့တန်တရားလဲနေတော့တာပါပဲဘာမှလဲစိတ်လှရှားကြမကောင်းပါဘူးဖေရကျောင်းနိုင်ဆရာတော်ကြီးဖြစ်တယ်ဆရာတော်ဥကေတုကတော့အေးဖုံမနှက်ပြန်တော့ထွက်ပြီးဒူတင်ကြွမလို့တောထဲမှာနှစ်ပတ်သုံးပတ်လောက်တော့ကြာမယ်အဲ့ဒီမှာတော့ဥပစင်းထင်ထားတာတဲ့ပို့ပြီးစိတ်လှရှားတာကောင်းတာတွေရှိရဲ့ကွဥပစင်းတေစာကတော့စိတ်ဝင်စားသွားပြီးတပည့်တော်လိုက်မယ်ဖေရတပည့်တော်လိုက်ခဲ့ပြစေဒီเจ้าမှနေရတာပြင်းလွန်းလို့သိတော့မယ်အပြင်လောကကြီးကိုထွက်ပြီးမျက်စိဖွင့်နားဖွင့်နေကျင်လာပါပြီဖေရဥပစင်းတေစာဟာညီးငွေစရာကောင်းတဲ့เจ้าကနေထွက်ပြေးကျင်တာနဲ့ပဲဝမ်းသာအားရလက်ခံလိုက်ပါတယ်သူသွားရမယ်ခရီးလန်းဟာသူ့ဘဝရဲ့အစစ်အမှန်ဆောင်မွေးတစ်ခုဖြစ်လာမယ်ဆိုတာကိုတော့သူမသိရှိခဲ့ပါဘူးဒူတင်ခရီးစဉ်ကစတင်ခဲ့ပါပြီရဟန်းနှစ်ပါးမှာတော့တစ်ပါးကတင်းကြီးအေးချမ်းပြီးနောက်တစ်ပါးကတော့စိတ်တွေလှုပ်ရှားလို့ပူလောင်နေပါတယ်လူသူကင်းမဲ့တဲ့တောနကြီးတွေကိုခြေချလိုက်ကြပါတယ်ဥပစင်းတေစာကတော့ပူလိုက်တာဗျာရှင်တွေကလည်းကိုက်လိုက်တာဘယ်တော့လောက်မှနားမှလည်းဖက်ရဥပစင်းကေတုကငါတို့လမ်းလျှောက်တယ်ဆိုတာကတိခတ်ရင်တရားကိုလေ့ကျင့်ဖို့ပဲဥပစင်းရဲ့ဒီခန္ဓာကိုပင်မဆင်းရဲခြင်းကစိတ်တက်ကိုပြုပြင်ပြောင်းလဲပေးနိုင်တယ်ပြုပြင်ပြောင်းလဲပေးတယ်ဟုတ်လားတပည့်တော်တော့ဘာမှနားမလဲပါဘူးဖေရဘာတို့ရဲ့လုံနေရတာလဲအလကားနေရင်ပင်မခံပြီးတော့လမ်းလျှောက်နေရတာဒီလိုအချိန်ကုန်ခံနေမဲ့စားလူချင်းတပ်ပုတ်နေရတာမှအရသာရှိဦးမထင်နဲ့ဖေရဥပစင်းတေစာဟာဆရာတော်ရဲ့လောက်ရက်တွေကိုစိတ်ထဲကနေပြီးကဲ့ရဲ့နေမိပါတယ်ပင်မဆင်းရဲမှုကသူ့ရဲ့စိတ်ကိုငြိမ်းအေးသွားစေဖို့နေနေတတ်သူ့ရဲ့မာနတွေကိုပို့ပြီးတော့ကြီးထွားလာစေပါတယ်ဒီလောက်တောလေးမြန်ဘာမှုပြရှိလဲတပည့်တော်လူမိုက်ဖြစ်တုံးကဆိုရင်ဒီကတည်းကစိုးရတွေတော့ကြုံမှုတယ်တရေတက်စီတို့ဆိုလာလားလုံးဝမကြောက်ပါဘူးပြောလိုက်မယ်ကျုပ်ကလူအစစ်ပြလူအစစ်အတုမဟုတ်ဘူးသူပြောတဲ့အစစ်ဆိုတာကသူထင်ထားတယ်လို့ဟုတ်မဟုတ်စောင့်ကြည့်ရတော့မှာပေါ့လေသူတို့နှစ်ယောက်ဟာတောအုပ်တစ်ခုကိုဖျက်ကျော်ပြီးကွင်းမြင့်ကျဲကြီးတစ်ခုတည်းကိုရောက်ရှိလာကြပါတယ်အဲ့ဒီနေရာမှာတော့စွန့်ပစ်ခံထားရတဲ့ကြောင်ပြောက်ကြီးတစ်ခုရှိပါတယ်။နွယ်ပင်တွေရစ်ပတ်နေတာပေါ့။ပန်းဝင်းကျင်ကလည်းတိတ်ဆိတ်လွန်ပြီးခြောက်ချားစရာကောင်းလာပါတယ်။လူမကြီးဖြစ်ခဲ့မှုတဲ့ဥပစင်းတေစာရဲ့စိတ်ထဲမှာတော့ဒီနေရာဟာအန်နေရှိရဲဆိုတာကိုအလိုလိုနေရင်သိနေခဲ့ပါတယ်။ဥပစင်းတေစာကဘာကြီးလဲဟာကြွားပြက်ကြည့်လားနေစမ်းမအောင်ကြည့်ရတာဟောင်းနှွမ်းပြီးစုပ်ပြက်နေတာပဲ။စောစောကမောက်မာနေတဲ့မျက်လုံးတွေဟာအခုကျတော့ကြက်သိမ်းမွန်းကြီးနေထလာခဲ့ပါပြီ။ဆရာတော်ဥကေတုကတော့ဒီညငါတို့ဒီမှာပဲတရင်သုံးကြမယ်ဗျာဒီညမှာလားဖေရဟွာလေကောင်းပါမလားတခြားနေရာအများကြီးတွေရှိရသားနဲ့တခြားနေရာကိုတွားကြမလားဖေရ
လိုလဲဥပဇင်ဘာလို့မှမကြောက်ဘူးလို့ပြောထားတယ်မဟုတ်လားဆရာတော်ရဲ့စကားဟာသူ့ရဲ့မာနကိုတက်တယ်ကြီးထိမှန်သွားစေခဲ့ပါတယ်ဥပဇင်တေသာတယောက်အသက်ကိုဝါဝရှူလိုက်ပြီးကြောက်စိတ်ကိုဒေါသနဲ့ဖုံးအုပ်လိုက်ပါတယ်ကြောက်တယ်ဘယ်သူကကြောက်လို့လဲကောင်းပြီလေဒီမှာပဲနေတာပေါ့တကယ်လို့တရေတပတ်တွေရှိရဆိုရင်လေထွက်ခဲ့ကြကန်ဒီကဥပဇင်တေစာကအစင်သင့်ပဲလာခဲ့ကြတွေ့ကြတာပေါ့ကွာသူ့ရဲ့စိန်ခေါ်တန်းဟာတိတ်ဆိတ်နေတဲ့ရွာပြက်ကြီးထဲမှာပဲ့တင်ထပ်သွားပါတယ်အဲ့ဒီနေရာမှာသူ့ကိုစောင့်တိုင်းနေတဲ့အရာတွေရှိနေမှန်းသူမသိရှိခဲ့ပါဘူးညအချိန်ရောက်လာတာနဲ့အမြောက်နေဝင်ချိန်မှာအော်ဟစ်ခဲ့တဲ့ဥပဇင်းတေစာရဲ့တက်တီတွေဟာအမောင်တုနဲ့အတူပျောက်ကွယ်သွားခဲ့ပါတယ်ဥပဇင်းတေစာရဲ့စိတ်ထဲမှာတော့ဟာတောထဲကရွာပြက်ကြီးပဲလေဘာမှမဖြစ်တော့ပါဘူးငါ့ကိုတော့လာမချောင်းနဲ့တော့ဒါပေမဲ့တကယ်တိတ်ဆိတ်ချင်းဟာအခုမှစတင်ခဲ့တာပါသူ့ရဲ့စိန်ခေါ်တန်းကိုတုံ့ပြန်မဲ့သူတွေကရောက်ရှိနေကြပြီဖြစ်ပါတယ်အမြပေးဝေပါအမြပေးဝေကြပါစားလိုက်တာပူလိုက်တာဖေယားသူ့ရဲ့ရှိမှာပေါ်လာတဲ့မြင်ကွင်းကလူမကြီးတေကခံနိုင်ရရှိတဲ့အနေအထားမဟုတ်တော့ပါဘူးဒါဟာဆရာတော်ပြောခဲ့တဲ့အစ်စ်ဆိုတာပါပဲသူ့ရဲ့ခွန်အားတွေလက်သီးတွေနဲ့တိုက်ခိုက်လို့ရတဲ့အရာတွေမဟုတ်ပါဘူးလူမိုက်တို့ရဲ့သဘောအတိုင်းမနိုင်ရင်တော့ပြေးဖို့ပဲရှိတော့တာပေါ့ဥပဇင်းတေစာကကြောက်လန့်တကြားနဲ့ဟာတရေ၆တယ်ကဲကြပါဦးဆရာတော်ကဲပါဦးဗျာဆရာတော်ဥကေတုကတော့ရဲလိုက်ဆန်းဥပဇင်းကိုနေရာမှာညင်ညင်လေးပြန်ထိုင်နေလိုက်ပါဆရာတော်ရဲ့အမိန့်နဲ့တခွန်းနဲ့လူရောတရေရောအားလုံးကငြိမ်ကြသွားပါတယ်ပထမညပြီးဆုံးသွားတဲ့အခါမှာတော့ဥပဇင်းတေစာတယောက်သူပိုင်ဆိုင်ခဲ့တဲ့တက်တီတွေဟာအတုံးမဝင်တော့ဘူးဆိုတာကိုကောင်းကောင်းကြီးနားလည်သွားပါတော့တယ်မနဲ့မိုးလင်းတော့ဥပဇင်းတေစာဟာမြေကြီးပေါ်မှာဒူးတုံပြီးထိုင်နေတော့မှာပဲတရားထိုင်နေတဲ့ဆရာတော်ကိုကြည့်ပြီးတော့မေးလိုက်ပါတယ်ဆက်ရတော့မင်းညကတွေ့ခဲ့တဲ့ဟာတွေကဘာတွေလဲဖေယားသူတို့ဟာတကယ်ရှိရလားတကယ်ရှိလာလားဖေယားဆရာတော်ဥကေတုကတော့သူတို့ကဒီနေရာရဲ့ပိုင်ရှင်တွေပဲဥပဇင်းဒါပေမဲ့ဘဲမှသွားလို့မရတဲ့ပိုင်ရှင်တွေပေါ့အဲ့ဒီနောက်မှာတော့ဆရာတော်ကဒီနေရာရဲ့တမိုင်းကြောင်းကိုပြောပြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီနေရာဟာရွာမဟုတ်ခဲ့ပါဘူးရက်ဆက်ကြမ်းကြုတ်တဲ့ဓမြတွေစုဝေးရာဓမြစကိုင်းတစ်ခုဖြစ်ခဲ့တာပါသူတို့ဟာလူသက်ဓမြတိုက်ပြီးစီးစိမ်တွေအများကြီးကိုစုဆောင်းခဲ့ကြပါတယ်နောက်ဆုံးတော့အစိုးရတပ်တွေရောက်လာပြီးရှင်းလင်းတဲ့အခါမှာတော့အကုန်လုံးကတိုက်ပွဲဖြစ်ပြီးတည်ဆုံးကုန်ရပါတယ်ဒါပေမဲ့သူတို့ပြုတ်ခဲ့တဲ့မကောင်းမှုအကုသိုလ်ကံတွေကကြီးမားလွန်းတာကြောင့်သူတို့ရဲ့ဝိညာဉ်တွေဟာဘယ်ဘုံဘဝကိုမှမရောက်နိုင်ပဲဒီနေရာမှာပဲပိတ်မိပြီးစားလောင်မုန်းသိပ်စွာနဲ့ခံစားနေကြရတာဖြစ်ပါတယ်။အော်ဒါကြောင့်ဆရာတော်ကဒီယူလာတာကိုဖုံဖုံဒီလမ်းကိုဒူတင်ကြွားတိုင်းဒီနေရာမှာ3ညလောက်တော့အိတ်တယ်။သူတို့ကိုမြစ်တာဖို့အမျှပေးဝေဖို့ပေါ့။ကုသိုလ်အမျှရရင်သူတို့ကျွတ်လို့မလားလို့လေ။ဥပဇိတေစာကတော့လန့်သွားပြီး3ညဟုတ်လားဖေယား။ဒါဆိုရင်ဒါကပရမညပဲရှိသေးတာပေါ့။နောက်ထပ်2ညကြံသေးတယ်ပေါ့။ဟာမနေဘူးဖေယားမနေဘူး။တပည့်တော်အကြောင်းကိုပြန်မယ်ဖေယား။ဆရာတော်ဥကေတုကတော့တဘောပဲလေဥပဇင်မနေ့ကလာခဲ့တဲ့လမ်းကိုမှတ်မိတယ်ဆိုရင်ပေါ့ဒီတော့ကတော့နဲ့တယ်နော်ခြေလန်းတလန်းမှားတာနဲ့ထွက်ပေါက်ရှာမရဖြစ်သွားတတ်တယ်တော်ရိုင်းတိတ်ဆန်တွေကလည်းရှိသေးတယ်မမြင်ရတဲ့အရာတွေလည်းရှိနေသေးတယ်ဒါဆိုရင်တော့တပည့်တော်နေပါမယ်ဖေယားဘသူကမှမကြောက်ခဲ့တဲ့လူမိုက်ကြီးဥဒေဇတက်ရောက်ကိုယ့်ရဲ့ကြောက်စိတ်နဲ့တောနေကြီးထဲမှာပိတ်မိနေခဲ့ပြီဖြစ်ပါတယ်ဒုတိယညကိုရောက်လာခဲ့ပြန်ပါပြီဒီတစ်ခါမှာတော့ဥပဇင်းတေစာကမမောက်မာရဲတော့ပါဘူးအချိန်လေးမြင်မြင်ကုန်သွားဖို့ပဲစူတောင်းနေမိပါတယ်ဓမယတဆေကြီးတွေကထပ်ပြီးတော့ပေါ်လာခဲ့ပြန်ပါတယ်ဒီတစ်ခါတော့သူတို့ရဲ့မျက်လုံးတွေဟာပြောင်းလဲသွားပါတယ်လောင်ပြောင်နေတဲ့အကြည့်တွေနဲ့အထင်သေးတဲ့အကြည့်တွေနဲ့ပေါ့ဟိကောင်ကိုရင်ပေါက်စာဘလို့လဲကွာကြောက်သွားပြီလားဥပဇင်းတေစာကတော့မျက်လုံးကိုမှိတ်ပြီးတုန်နေပါတယ်မင်းကဘာလို့တင်ငန်းဝတ်ထားတာလဲမင်းလဲငါတို့လိုပဲမဟုတ်လားမင်းလဲအနိုင်ကျင့်ရတာကိုကြိုက်တယ်လေအကျန်းဖတ်ရတာကိုကြိုက်တယ်မင်းကငါတို့ရဲ့အမျိုးတွေမဟုတ်လားတင်ငန်းလေးဝတ်ထားရုံနဲ့မင်းရဲ့စိတ်တွေကပျောက်သွားမယ်ထင်လားဟဲ့ကောင်အရေကုန်လဲထားတဲ့ကောင်ဥပဇင်းတေစာကတော့မဟုတ်ဘူးငါက
မင်းတို့နဲ့မတူဘူးကွငါကဖုန်းကြီးငါကိုလှော့မင်းတို့ကောင်တွေတက်တီရှိရင်ထွက်ခဲ့ငါနဲ့တယောက်ချင်းချမလားဥပစင်းတေစာရဲ့ဒေါသတွေပောက်ကွဲထွက်လာပေမဲ့အဲ့ဒီဒေါသမုန်တိုင်းဟာဆရာတော်ဥကေတုရဲ့မေတ္တာအရေးအောင်မှာငြိမ်သက်သွားခဲ့ရပါတယ်ဓမြတစေကြီးတွေဟာဆရာတော်ရဲ့မေတ္တာကြောင့်ဒူးထောက်ပြီးစစ်ခိုးနေကြပါတယ်ဥဒေဇကိုယ်တိုင်နားမလည်နိုင်အောင်ဖြစ်ရပါတယ်ဘာလို့လဲဆိုတော့သူ့ကိုကြတက်ရှင်ဖြတ်ရှင်စိတ်ဖြစ်နေပြီးဆရာတော်ကိုကြတော့ဘာလို့ဒီလောက်တောင်ကြောက်ရွံ့ရိုသေနေကြတာလဲပေါ့မနဲ့မိုးလင်းတော့ဥပစင်းတေစာကမနေနိုင်တော့ပဲမေးလိုက်ပါတယ်ဆက်ရတော့ဘာလို့လဲဖေဟာသူတို့ကဆရာတော်ကိုကြတော့ဥချပြီးတပည့်တော်ကိုကြတော့ဘာလို့ရန်လိုနေတာလဲအဲ့ဒါဥပစင်းတည်ကျင်နေတဲ့အဖြေပဲဆရာတော်ကပြုံးပြီးမိတ်ပါတယ်ဖုံဖုံကသူတို့ကိုမြင်တဲ့အမြင်နဲ့ဥပစင်းကသူတို့ကိုမြင်တဲ့အမြင်မတူဘူးလေဥပစင်းကသူတို့ကိုကြောက်စိတ်နဲ့ကြည်တယ်ယုံရှာစိတ်နဲ့ကြည်တယ်ပြီးတော့ဥပစင်းရဲ့စိတ်ထဲမှာဒေါသမီးတွေကလောင်နေတယ်အဲ့ဒီမီးကသူတို့ရှိမှရှိတဲ့မီးနဲ့အတူတူပဲမီးချင်းတူတော့ပိုပြီးတော့လောင်တာပေါ့ဖုံဖုံကတော့သူတို့ကိုမေတ္တာနဲ့ကြည်တယ်သူတို့ကကြောက်စရာမဟုတ်ဘူးတနာစရာတဝါတွေလို့မြင်တယ်သူတို့ရဲ့အာကုတုကံကြောင့်ဒီမှာပိတ်မိပြီးဒုက္ခရောက်နေရရှာတာအဲ့ဒီခါမှာတော့ဥပစင်းတေစာကတနာရမယ်ဟုတ်လားတပည့်တော်ကိုလာပြီးစော်ကားနေတဲ့ကောင်တွေကိုတနာရမယ်ဟုတ်လားဖေအဲ့ဒါမီးကိုငိမ့်သက်တဲ့နီးပဲဒီညကနောက်ဆုံးညပဲဥပစင်းသူတို့ကိုမောင်းထုတ်တာတွေဆဲဆိုတာတွေမလုပ်ဖဲနဲ့စိတ်ပါလက်ပါမေတ္တာပို့ပြီးအမြပေးဝေကြည်စမ်းပါအဖြေကတော့ရိုးရှင်းပေမဲ့လူမကြီးတေစာအတွက်တော့သူ့ဘဝမှာအခက်အခဲဆုံးအလုပ်တစ်ခုဖြစ်နေပါတယ်တတိယညကိုရောက်ရှိလာခဲ့ပါပြီဟဲ့ကောင်ဒီညရောမင်းဘာတတ်နိုင်သေးလဲမင်းကအတူကောင်ပဲကွာဟ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 ာဥပစင်းတေစာဟာမျက်လုံးကိုဇိုမိတ်ကိုတင့်ထားပြီးသူ့ရဲ့စိတ်ထဲကကြောက်စိတ်တွေကိုအန်တုလိုက်ပါတယ်ဆရာတော်ရဲ့စကားကိုပြန်ကြားရောက်ပြီးမေတ္တာစတင်ပို့လိုက်ပါတယ်ဥပစင်းတေစာကတုံရင်နေတဲ့အတန်နဲ့တတ္တဝါအပေါင်းတို့ကျမ်းမာချမ်းသာကြပါစေကျမ်းမာချမ်းသာကြပါစေဘေးရန်ကင်းကြပါစေဘေးရန်ကင်းကြပါစေဆင်းရဲခြင်းဒုက္ခတွေကင်းဝေးကြပါစေငါပြုခဲ့တဲ့ကုသိုလ်အဖို့ဘာကကိုတင်းတို့အားအမြပေးဝေပါ၏အမြရကြပါစေနောက်ဆုံးမှာတော့ရေအေးဟာမိကိုနိုင်သွားခဲ့ပါပြီဓမြတစီကြီးတွေဟာဆရာတော်ဥရိသရဲ့ရှေ့မှာဒူထောက်ပြီးရှ िख ိုးနေကြပါတယ်ဆရာတော်ကိုဥချသူမျိုးပါပဲမနဲ့မိုးလင်းတော့အရာအလုံးကပြောင်းလဲသွားခဲ့ပါတယ်လေတိုက်တန်တွေကခြောက်ချားစရာမကောင်းတော့ပါဘူးရင်ထဲမှာလည်းငြိမ်ညံ့သွားပါတယ်နှလုံးသားထဲအထိထိရှာတဲ့သင်္ကန်းစာတစ်ခုအတွက်စကလုံးတွေအများကြီးမလိုအပ်တော့ပါဘူးဒီရွက်ပြက်ကြီးကိုစွန့်ခွာရမယ်အချိန်ကိုရောက်ရှိလာခဲ့ပါပြီဆရာတော်ဥကေတုကရှေ့ကကြွားပြီးဥပစင်းတေစာကတပိတ်နဲ့ပေးခါတွေကိုလွယ်လို့နောက်ကနေလိုက်ပါလာခဲ့ပါတယ်ရွာအထွက်လမ်းတစ်လျှောက်မှာဓမြတစီကြီးတွေဟာလမ်းဘေးဝဲရမှာဒူးထောက်ပြီးဥချကတော့နေကြပါတယ်ဒီတခါမှာတော့ဆရာတော်တပါးတည်းကိုကတော့တာတော့မဟုတ်တော့ပါဘူးဥပစင်းတေစာကိုပါကတော့နေကြတာပါဥပစင်းတေစာရဲ့ဘဝမှာပရမဆုံးအကျင့်ဖြစ်ကုသိုလ်ဆိုတဲ့အဓိပ္ပာယ်ကိုရင်းထဲကနေနက်နက်ရှိုင်းရှိုင်းနားလေလိုက်ရပါတော့တယ်အပြန်ခီးလန်းဟာကြာမြင့်ပေမဲ့တော့ဥကတော့ဒီတော့ဥပါပဲဒါပေမဲ့ဖြတ်တန်းသွားလာနေတဲ့ရဟန်းတစ်ပါးရဲ့စိတ်နှလုံးကတော့လုံးဝကိုပြောင်းလဲသွားခဲ့ပါပြီတဲ့ခင်ဗျာအဆုံးထိနားဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုနားထောင်ပြီးတော့ဘဝအတွက်အတွေးအမြင်တစ်ခုခုရရှိသွားမယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာဇာတ်လမ်းလေးကိုကြံနေတဲ့ဆိုရင် like နဲ့ share လေးလုပ်ပေးသွားကြပါဦးခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe နှိပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးပဲဘေးရန်ကင်းကွာချမ်းသာကြမ်းမာကြပါစေခင်ဗျာ